အောင်ပြန်ပြီဗျာအောင်ပြန်ပြီဆိုတော့စောစောစီစီမိသားစုဝင်ဇာတိုးပတ်တီနှစ်ကပ်အောင်လာတယ်ပထမဆုံးအောင်တာက8အဲ့ဒါကျွန်တော်8အောင်လာတယ်နောက်ထပ်ပတ်တီခွန်ထပ်ပြီးတယ်ထပ်အောင်တယ်အဲ့တော့ဒီနေ့မှာတစ်ခုရှိတယ်ခွန်ကကျတော့လူနည်းစုပဲရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအဲ့ချိန်မှာမနေ့ညနေဆိုတော့ကျွန်တော်ညနေခင်းမှာနည်းနည်းလုံများသွားလို့ပေါ့နော်အဲ့တော့ကျွန်တော်အင်္ဂါဘူတဘူး2ရက်ပိတ်တယ်တော်တော်လေးကိုသတိထားရမယ့်ထဲမှာပါတယ်တော်တော်လေးကိုသတိထားရတဲ့မှာပါတယ်အခုတော့ကျွန်တော်ဈေးကွက်ကြည့်လိုက်တဲ့အခါကျတော့4.6ဆိုတော့5 break 3 break တွေ့တယ်အဲ့တော့ဒီလိုဂျာတာဘီရဲ့တောက်ကြမှာဘာဆော့ရမလဲဆိုရင်တခြားထားအောင်နော်ဂျာတာဘီတောက်ကြဒီနေ့ဂျာတာဘီနဲ့ရွှေကီးလေးစပြောမယ်နော်အဲ့တော့မပြောခင်ကျွန်တော်လက်မလေးနေပေးပါအောင်နော်လက်မလေးနေပေးပါအောင်အဲ့တော့ဒီနေ့ရွှေကီးဟာ168ဆိုတဲ့ရွှေကီးပါ168ဆိုတဲ့ရွှေကီးပါအဲ့တော့ကျွန်တော်168ကိုကျွန်တော်ဘာနဲ့ကတ်မလဲဆိုရင်နော်တတိတော့ထားရမယ်ဒီမှာပါတယ်ဘာလို့ဆိုပြောင်းကနေနှစ်ပြောင်းကနေပြီးခဲ့တဲ့ပတ်ကလေးနှစ်ကပြောင်းနေတာနော်နှစ်ကိုတော့ကျွန်တော်တိတ်မပေးချင်အဲ့တော့နှစ်ကိုထွက်စေချင်တယ်ဆိုတာ break လောက်ထွက်လိုက်ရင်အဆင်ပြေတယ်နော်ဒါပေမဲ့ပြီးခဲ့တဲ့ပတ်ကကျွန်တော်နှစ်တာပြောက်တာနှစ် break ထွက်တယ်နော်ဘာ break ထွက်တယ်ဆိုရင်နှစ် break က3ကိုထွက်တယ်9ခွန်ထွက်တယ်6ထွက်တယ်နော်အဲ့တော့နှစ်ကိုမပေးချင်ဘူးဆို break ပေးလို့ရတယ်အဲ့တော့ကျွန်တော်168ဘာနဲ့ကတ်မလဲဆိုရင်3ကိုနဲ့ကတ်ပြီပါနော်3ကိုနဲ့ကပ်ပေးပါဒါဆိုရင်တော့မဆိုးပါဘူးနော်168ကို3ကိုနဲ့ကပ်ပေးပါတော်တော်လေးကိုလှရတယ်မှာပါသွားပြီတော်တော်လေးကိုလှရတယ်မှာပါသွားပြီစက်တမီငိမ့်မှုပဲလိုရတော့တယ်အဲ့တော့ကျွန်တော်မှအခုဒီ2ရက်စာတိုးပတ်တီရှိသေးလားဆိုရင်တော်တော်များလာမိတယ်ရှိသေးလားဆိုတော့ရှိတော့ရှိတယ်ဗျဒါပေမဲ့ကျွန်တော်ကဗျာနည်းနည်းပိတ်ရက်တွေများသွားတဲ့အတွက်ကြောင့်ကျွန်တော် formula တွေနည်းနည်းလေးနောက်ဆုတ်သွားတယ်ပုံမှန်ဆိုရင်ကျွန်တော်3ရက်ဖွင့်3ရက်စလိုက်ဖွင့်3ရက်ပေးလို့ရတယ်ပေါ့နော်အဲ့တော့လည်းကျွန်တော်တင်းနာနေရကျွန်တော်ပေးထားတယ် formula တွေထောက်သွားတယ်ခွန်ရဲ့8ရဲ့ဒီက8ရင်ပေါ်နေပြီးတော့ခွန်ပေါ်တယ်ဖျားစုမိုးချွတ်ပြ8ရဲ့ခွန်ရဲ့အဲမှာ3မထွက်ဘူးဆိုရင်ကျွန်တော်ပေးမှာ3နောက်ထပ်စာလို့ပတ်ပြီးပေးမှာ3ဒါပေမဲ့3ကရှင်းကခွန်3 break 3ထွက်အဲ့လိုထောက်သွားတော့ကျွန်တော်3ကိုလုံးဝပေးလို့မရတော့လုံးဝအပိတ်ဖြော်3ကလည်းတော်တော်ကောင်းတယ်မှာပါသွားတာနော်အဲ့ဒါကိုကျွန်တော်3ကိုစာပေးခြင်းနဲ့8ရဲ့ခွန်ပြီးကျွန်တော်3ပေးပြီးတော့ရထားတာဒါပေမဲ့ခွန်က3နဲ့တခါတည်းပြီးသွားတယ်အဲ့ဒါခွန်ရှက်တာထွက်မဲ့ဆိုရင်တောက်တနေ့နေ့ကျွန်တော်ခွန်ရှက်တဲ့ငင်းနေတာဘတ်ဆိုပြီးပြောင်းသွားတာနော်ခွန်ရှက်တာထွက်မဲ့ဆိုရင်ကျွန်တော်3ပေးပါကဲထားပါတော့အဲ့တော့ကျွန်တော်မှကျန်တဲ့2ရက်စာတို့ပတ်တည်ရှိသေးလားဆိုရင်ရှိတော့ရှိပါတယ်အကယ်လို့စော့မယ်ဆိုရင်လွဲပါစေချောပါစေဒါမဲ့တနေ့နေ့ထိတော့စော့အောင်စော့ရနိုင်တယ်စော့ရဲတယ်ဆိုရင်ဘိုင်ဘာဖုန်းနံပါတ်ဖြစ်တဲ့69939နဲ့991ဆိုမှာ69939နဲ့991ဆိုတဲ့ဘိုင်ဘာဖုန်းနံပါတ်မှာလာရောက်ပြီးတော့မိသားစုဝင်လို့ရပါတယ်အဲ့တော့မင်္ဂလာရှိတဲ့ကြာလာပင်းတွေကိုပိုင်ဆိုင်ကြပါစေ